အပူတယ်ရောက်လာလို့ပူတယ်အပူတယ်ရောက်လာလို့ပူတယ်ရောက်လာလို့ပူတယ်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 ရောက်လာတယ်ပူတယ်ရောက်လာတယ်ပူတယ်ပူတယ်ဟာအေးပူပင်တောကတွေရှိလို့ကျုပ်စီကိုရောက်လာတာမဟုတ်ဘူးလားဟဲ့ပြောသားမှန်ပါဘောပြောတာကွက်တီပဲနော်အေးစန္ဒရာယန္ဒရာကန်ဒရာဘန္ဒရာကန်ဒရာနန္ဒရာပြန်နန္ဒရာပြန်နန္ဒရာသိပြီဟဲ့ဘယ်ကနေဘလို့စဖြစ်တာမလားဟဲ့မှန်ပါဘောမနေရမယ်ဟေးဘာတွေပြောနေတာလဲဘိုးတော်ရဲ့ဘယ်ကနေဘလို့စဖြစ်တာလဲဆိုတော့ဟိုရှိစရာပြောလိုက်တာပူပင်တော့ကနေတယ်ကိုရှိရောက်လာတယ်ပျော်သွားအောင်လို့စပျော်တတ်တယ်ဗောဟုတ်တယ်ဒါမနဲ့ကျုပ်ဂုံတဲ့ရင်ဘယ်လောက်ကြီးလဲဆိုတော့ခင်ဗျာကြားဘူးမှာပါနော်ကြားဘူးလားဗောငကားတိုက်ချုပ်ကြီးရဲ့12ဝန်းခွဲပြီးတော့ခင်ဒရာဂွန်မှန်လိုက်လေကိုရီးယားမှာ G Dragon ရှိတယ်လို့ဒီနန်းမှာခင် Dragon ရှိတယ်ဟုတ်လိုက်ဖက်တာပဲဟုတ်ပြီလိုင်းကိစ္စလေးပြောချင်တယ်လိုင်းကိစ္စကန္ဒရာယန္ဒရာကန်ဒရာပြန်နန္ဒရာပြန်နန္ဒရာပြန်လာဘူးမဲနေတာဟောမဲသလားဟုတ်ပါဘူးဟေးမနောက်ပါနဲ့သိတယ်မပြောနဲ့တော့ကြိုသိနေပြီအားလုံးကြိုသိနေပြီဟေးဘာသိတာလဲသိပြောလေလာရင်ကိစ္စကိုပြောရမယ်ဆိုတော့ကြိုသိနေတယ်ဟုတ်တယ်မလားဟေးဟုတ်တာတော့ဖုတ်တော့ဗောဘူးပဲဘာတွေပြောနေတာလဲမသိဘူးနော်တော်လွယ်တွေပဲဘိုးတော်ရဲ့ပြောသားပြန်ဒီမှာအဲ့တော့လိုင်းကိစ္စလေးပြောချင်တယ်နော်ကျုပ်လက်ထက်မှာဈေးနှုန်းလည်းတန်တယ်နေရာလည်းကောင်းတယ်ဒါပေမဲ့အဲ့ဒီအိမ်ကြီးရောင်းမကြောက်ဘူးဖြစ်ဟဲ့စန္ဒရာယန္ဒရာမန္ဒရာခန္ဒရာပြန်နန္ဒရာပြန်နန္ဒရာသဘောပေါက်သွားပြီသိပြီဟုတ်ကန်ဟဲ့အဲ့ဒီရောင်းမထွက်တဲ့အိမ်ကိုကျုပ်ကိုအောက်ဈေးနဲ့ထိုးရောင်းတယ်မလားဟုတ်ရောင်းလားလွဲပြန်ပြီဟုတ်လွဲပြန်ပြီကျုပ်ကအဲ့ဒီအိမ်ကိုအနှောက်ယှက်ကင်းဘာအနှောက်ယှက်မှမပါပဲပယောဂကင်းနဲ့အမြန်ရောင်းထွက်ချင်တာရပြီလူသားမှတ်လိုက်တော့ပြန်လိုက်တာရပြီအေးတခုတော့ရှိတယ်နော်အဲ့ဒီအိမ်ကြီးရောင်းထွက်သွားပြီဆိုရင်ကျုပ်တို့တဝိုင်းတော့ရတာဗောတဝိုင်းမဟုတ်ဘယ်တော်ဝိုင်းပဲဖြစ်ဖြစ်ဘယ်ဆိုင်မှာတောက်ချင်လဲဘာပလင်းတောက်မှာလဲပြောမိုးလောက်ဆိုရပြီဟာဘိုးတော်ရက်တွေတောက်တယ်မူးတာဗောဟာဘိုးတော်ဘလုံးတောက်မှာလေဟုတ်တယ်ပြကတော့ပေါ့လေဘိုးတော်တောက်တာမဟုတ်ဘူးလေဘိုးတော်ကပြောချင်တဲ့သဘောကအဲ့တဝိုင်းဆိုတာအထက်ပုဂ္ဂိုလ်တွေကိုပူဇော်ပတ်တာမယ်တဝိုင်းပူဇော်ပတ်တာဟုတ်တယ်သဘောပေါက်လားနောက်ဘာလို့ဒီလဲဘိုးတော်ပြောပတ်စံပတ်စံဟုတ်ပတ်စံမလို့ပတ်စံလုံးဝမလို့ပတ်စံကြောင့်မလုံးဝမပြောနဲ့အတပြားဆရာမဟုတ်စေတနာဆရာအတပြားဆရာမဟုတ်ဒါတွေကမရှိဘူးနော်ဖြစ်ချင်းပြက်ချင်းသဘောတရားတွေဒါတွေအကုန်ကစေတနာတွေကတော့ကြီးတွေကဲလိုအပ်တာတခုကတော့ဘာတုံးဆိုတော့ကျုံနဲ့ကျုပ်ရဲ့နောက်လိုက်တစ်ပည့်အတွက်တွားရေးလာရေးစီစဉ်ပေးရမယ်အဆင်ပြေပါတယ်အဲ့ဒါလည်းအဆင်ပြေတွားရေးလာရေးဆိုတော့လေအဲ့လိုကြီးအဓိကတော့မကြပါဘူးအဓိကစားရေးတောက်ရေးပေါ့ရပါတယ်2ယောက်တည်းပဲဥစားအဆင်ပြေပါတယ်လုပ်ပေးပါမယ်အဲ့ဒီလက်ထောက်တစ်ပည့်ဆိုတာလေတခြားလူတော့မဟုတ်ပါဘူးကျုပ်ရဲ့ချစ်စနီးမရပါဂလုံပွင့်နဲ့နာမည်လေးဂလုံပွင့်ဟုတ်တယ်ခေါ်လိုက်မယ်နော်ခေါ်လိုက်ပါအားပြီဂလုံလေးဂလုံလေးဂလုံးကြီးဂလုံးဘာလုံးကြီးလဲဂလုံးလေးမဟုတ်တာဂလုံးကြီးအရင်ကဒီတွေကိတ်တယ်ဒါကျသွားတာမေးလိုက်ပေါ့ဘူး三这个的吃修，我弟妹，弟，
ဒါကလေးဘာလို့လဲရိုက်တာတော့လို့ ရိုက်ချင်လို့ရိုက်တာမဟုတ်ဘူးလက်ပြသွင်းပေးလိုက်တာစိတ်နဲ့လူနဲ့လက်မအော်ကိုရဲ့တရေကြောက်တာလေကြောက်တာတော့အလုံးလုံးရအောင်မယ်လေ ဝေါ်ဒုက္ခပါပဲမင်းတို့ကရိုက်စက်လို့ဖော်နေတာတော့ဒီမှုပေါ်တော့မင်းက6လုံးလုံးကန်ရမှာဘာလို့ကြောက်ရှိစရာတော့ကောင်းသေးတယ်အမလေးရှိတော့ရည်ရှင်သေးတယ်ဒီမှာဒီအိတ်ထဲမှာတရေနိုင်တဲ့ပစ္စည်းတွေအပြည့်ပါတယ်သဘောပေါက်လားမလေး ready ပဲပေါ့ ဟာရေပဲ အဲ့သူတို့လည်းမျောနေတော့ရောပေါ့ ဩဟာလာတာကြမလေးအားနာမလေးသူတို့ဆိုသူတို့ကဘယ်နှကောင် ၄-5-6ပေါ့ပေါ့ လင်းငါ6ကောင် ကြောက်တယ် လင်းငါ6ကောင်လေလားတင်းနေတီးနေတာကိုကြည်စင်းရမြင်တော့ရှိမှာဆိုတီးခဏလေးစန္ဒရာကျန္ဒရာယန္ဒရာစန္ဒရာပြန်နန္ဒရာညဘကြတော့မဲဒရာ သိသေးဘူးလား သိပြီတဲ့ပုဂ္ဂိုလ်ပြောဖေဒီနေ့အခါမပေးသေးဘူးတဲ့နောက်နေ့ကျမှအေးစေးလာကြနော်တော်အော်ကလေးကိုကိုဒီမရှိလေဘာလို့အော်နေရတော့ ကိုယ်ကလေးလေးလုံးမနေနဲ့ဘာအခါမပေးသေးဘူးလေတရေနေရမယ်အလုံးလုံးရမယ်ဘာလို့အခါမပေးရတာတော့ကိုကြောက် သိတယ်နော်မင်းလဲကလုံးငါလဲငကားပဲဘာမှမကြောက်ဘူးသွားမှာနော်အခုဝင်တော့မှာ ကဲအဆူရှင်းကနေဝင်တော့ အခါမပေးသေးဘူးဆို အခုပေးလိုက်ပြီတကယ်လားတောက်ချောက်ပေးလိုက်ပြီရပြီကလေးရှာတာဟုတ်တယ်ဘာလို့ဝင်လေစန္ဒရာကန္ဒရာပြန်နန္ဒရာဘယ်သူလေးကိုနှုတ်ဆက် တငယ်ချင်းတွေဘယ်တငယ်ချင်းတို့နှုတ်ဆက်မှာလဲဟာအာယုံခံနေတာဟဲ့အာယုံခံနေတာ အာယုံခံပြီးလေအစွမ်းပြလိုက်တော့လေ ပြတော့မှာ အဲ့ဆိုအပေါ်တက်လိုက် အပေါ်တက်လိုက်တက်ရမှာတက်ရမှာပေါ့ဒါမျိုးဆိုတာကတေချာစီစစ်ပြီးမှလောက်ပါသွားမယ်လေသွားကြတာ ကိုအပေါ်ကတင်းချောင်းလေးကြည့်လိုက်နော်အောက်မှာလိုက်ကြည့် အားကြပါပဲကြောက်လို့ထင်နေသလားဘာမှကြောက်စရာမလိုအပေါ်တက်ကိုလည်းတက်စရာမလိုတော့ဘူး အခုကုတပြောတော့တေချာစီစစ်မှရမှာဆို အောက်မှာစီစစ်လိုက်မယ်လေအောက်မှာစီစစ်လိုက်တော့ ချက်ချင်းနော် ချက်ချင်းပဲကဲကလုံးလေး ရှင်းကို အစီအရင်လို့ပြင်ဆင်လိုက်တော့ ဟုတ်ကဲ့ပါ ဘာလဲကျွန်တော်ဘာမဟေးစီရင်လိုက်တော့လို့မေးတာကွာမောင်မင်းနေရပဲလို့စန္ဒရာကလေးမတိုင်ပဲငင်းသွားတယ်နော်စန္ဒရာနေများပါနော်နေများပါပြီတွေ့မယ်ခင်ဗျာခေါ်နေတွေ့လာပြီဟမ်စန္ဒရာဟာတို့များပါနော်ဟာလင်မတိုင်ပဲနဲ့ငါ့ကိုစမ်းနေတာကလေး ရှင်း နောင်နေလေ မနှောက်ပါကိုလည်းကလေး အိုးခုနရှိလိုက်တယ်မဟုတ်ဘူးလား ကလေးမရှိပါဘူးမရှိပါဘူးကိုလည်းကလေးမရှိပါဘူး ကလေးကြီးတာတော့မဟုတ်ဒါပေမဲ့ကလေးကြီးတန်ပဲ ကလေးမရှိဘူးကလေးတကယ်ကြီးလို့လို့ ကလေးကြီးတဲ့အတန်လို့ ကလေးရှိတော့ကလေးစကား ဒုက္ခပါဒီမှာတမောင်းငါဘလို့ရှင်းပြရမလဲမသိကလေးကြီးတဲ့အတန်ဟုတ်ပြီဖြစ်တော့အစီချမှာဖြစ်တော့မယ်အေး ပေါက်ချလိုက်ပါလား ခါလေးထွက်တော့ဟုတ်လေစီးချမယ်စီးထားမယ်လို့ပြောတာပါစီးတယ် အဲ့မဆရာစိတ်တိုင်းရလို့ပါ စန္ဒရာငယ်လေး
ကောင်းသားကဲအားလုံးပဲနော်ကျုပ်စီးချပြီးသွားပြီဒီစီးကနေကျုပ်အမိတ်မရပဲပြောင်းမပြုံးထွန်းနဲ့စီးကြော်ရင်ဘာဖြစ်တယ်လဲသိတယ်မလားသူ့လိုဖြစ်သွားမယ်စီးရင်စပြီစန္ဒရာခန္ဒရာမန္ဒရာချန္ဒရာစန္ဒရာရှကတာရာချမဘာဖြစ်လဲဘာလဲဘာလဲမသိဘူးကစီနဲ့ဘာလဲဘာလဲဟာလာနေနေမသိငန်းကျထွေးချာတာမင်းငန်းကျဘာလဲမသိကစီနဲ့နေဒီရေရအပေါ်လာလားအပေါ်လာလားဘာလို့ဆွဲနေလဲကြောက်လို့ရရှာရှာ